စိတ်တက်ပိုင်းကိုတတ်သိပြရင်းနဲ့အကြီးမားဆုံးအခွင့်အရေးကိုအမိအယစောက်ကင်နိုင်ခဲ့တဲ့အာဆင်နယ်အသင်းမနေ့ကညရှင်ပြိုင်ကစားခဲ့တဲ့နယူကာဆယ်အသင်းနဲ့အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာပွဲကစားချိန်မိနစ်90ပြည့်ကန်ဒီလို့83မိနစ်နီးပါးအထိနယူကာဆယ်အသင်းရဲ့အကွင်းစိတ်ချင်းပတ်မှာအာဆင်နယ်အသင်းဟာတကိုးကိုမရှိနဲ့ရှုံးနေခဲ့ပါတယ်။ဘောလုံးတွေကတိုင်ထိထွက်တိုင်ဘက်ကိုသမားကလည်းလက်ဆန်းပြနေဒါဟာအာဆင်နယ်အသင်းအတွက်နောက်ထပ်စိတ်ပျက်စရာညတညဖြစ်လာတော့မလား။ဇယားထိတ်ကလဘာဘူးတင်ရှုံးနေချိန်မှာအမတ်ကွာဟာချက်ကိုမလျှော့ချနိုင်တော့ဘူးလားဒါပေမဲ့မီကေအာတီတာရဲ့အာဆင်နယ်အသင်းဟာအရှုံးသမားစိတ်တဲ့ loser mentality ကိုလုံးဝစွန့်ပယ်လိုက်ပြီဆိုတာဒီပွဲဟာထပ်မံသက်သေပြလိုက်ပါတယ်အချိန်ပေါ်မှာတွင်းလိုက်နိုင်တဲ့ဂိုးတွေနဲ့အတူအာဆင်နယ်အသင်းဟာပရီးမီးယားလိချန်ပီယံဆုစိန်ခေါ်သူဖြစ်ကြောင်းကိုအားလုံးကိုကြေညာလိုက်ပါတယ်ဒီနေ့အာဆင်နယ်အသင်းမှာဘယ်လိုပြောင်းလဲမှုတွေဖြစ်လာခဲ့တာလဲဘာကြောင့်ဆက်ပေတွေကသူတို့ရဲ့လျှို့ဝှက်လက်နက်ဖြစ်လာခဲ့တာအသေးစိတ်ကိုဆက်ကြည့်လိုက်အောင်ပါစိန်ချင်းဘက်ကွင်းဟာအာဆင်နယ်အတွက်ကတော့အမြဲတမ်းခက်ခဲတဲ့ကွင်းဖြစ်ခဲ့ပါတယ်။ခုပွဲမတိုင်ခင်စိန်ချင်းဘက်မှာကစားခဲ့တဲ့၃ပွဲစလုံးရှုံးနေခဲ့ပြီးတော့အခုပွဲမှာလည်းနယူကာဆယ်အသင်းကနစ်ဘော်ဒမာရီရဲ့ခေါင်းတိုက်ကိုနဲ့ပွဲကိုဦးဆောင်မှုယူထားခဲ့ပါတယ်။အာဆင်နယ်အသင်းဘက်ကကံမကောင်းမှုတွေလည်းဇက်တိုက်ကြုံနေရပြီးတော့ပယ်နယ်တီရခဲ့ပေမဲ့လည်း VAR ကြောင့်ဖယ်ဖြတ်ခံလိုက်ရပါတယ်။ထရော့ဆက်ရဲ့ကန်ချက်ကလည်းတိုင်ထိထွက်သွားပြီးတော့နယူကာဆယ်ကိုသမားနစ်ပုတ်ကလည်းအာဆင်နယ်ရဲ့ဂိုးပေါက်တဲ့ကန်ချက်တွေကိုတောက်လျှောက်လက်ဆွမ်းပြကာကွယ်နေပါတယ်။ဘယ်အရာကမှအာဆင်နယ်အသင်းဘက်မှာရှိမနေခဲ့ပါဘူးဒီလိုအချိန်မျိုးမှာအရင်နှစ်တွေတုန်းကအာဆင်နယ်အသင်းသာဆိုရင်ခေါင်းငုံလက်လျှော့လိုက်မှသိကြပါတယ်ဒါပေမဲ့အခုကတော့မီကေအာတီတာဟာအရန်ကစားသမားစရင်နဲ့ဆက်ပီဆိုတဲ့သူ့ရဲ့လျှို့ဝှက်ကတ်နှစ်ခုကိုထုတ်သုံးခဲ့ပါတယ်အာတီတာဟာအရန်ကစားသမားတွေကိုထည့်သွင်းပြီးတော့ရလက်ပြောင်းလဲအောင်ဒီနှစ်မှာပွဲတော်တော်များများလှုပ်ပြထားခဲ့တာပါမာတင်နယ်လီနဲ့ထရော့ဆက်တို့လိုကစားသမားတွေကအရင်ကပွဲတွေမှာလည်းအရန်ကုန်ကနေဝင်ပြီးတော့အဖို့တန်ကိုတွေသွင်းယူခဲ့ပူပါတယ်ဒီပွဲမှာတော့မိုရီနိုရဲ့အလှည့်ပါ83မိနစ်မှာဒီကန်ရိုက်ရဲ့တောင်းကန်ဘောအတူပေးဖို့မှုကနေမိုရီနိုကနယူကာဆယ်ခံစစ်ကိုကြော်ဖြတ်ပြီးတော့ခြေပါကိုသွင်းယူခဲ့ပါတယ်ဒီနေရာမှာအာဆင်နယ်အသင်းရဲ့ဆက်ပီဆွမ်းရည်ကိုအဓိကအလေးပေးပြီးတော့ပြောချင်ပါတယ်2023-24ရာသီစကတည်းကပရီးမီးယားလိမှာတောင်းကန်ဘောကနေ36ဂိုးသွင်းထားတာဟာတခြားဘက်အသင်းထက်မဆို15ဂိုးပိုများပါတယ်ဒါဟာနီးဗျူဟာရောစိတ်တက်ရောကျန်တဲ့အသင်းတွေထက်ပိုတာနေတဲ့အပိုင်းမှာမော်ရီနိုဂိုးသွင်းပြီးတာနဲ့နယူကာဆယ်မှာကစားခဲ့မှုတဲ့မော်ရီနိုဟာပျော်ရွှင်စွာအော်ဟစ်ခဲ့ပေမဲ့အာဆင်နယ်ရဲ့တခြားကစားသမားတွေအားလုံးဟာကစားပွဲချက်ချင်းပြန်စတင်နိုင်မှုသူတို့ရဲ့ကွင်းဘက်ချမ်းစီပြန်ပြေးခဲ့ကြပါနောက်ထပ်ကိုသွင်းနိုင်မယ်လို့သူတို့ယုံကြည်နေကြလို့ဒီလိုနဲ့96မိနစ်မှာသူတို့ထပ်ပြီးတော့တက်သေးပြခဲ့ပါတယ်အိုဒီကတ်ရဲ့တောင်းကန်ဘောကနေဂါဘရီယယ်ကအဖိုးတန်အနိုင်ဂိုးကိုသွင်းယူခဲ့ပါတယ်ဒီပြအာတီတာဟာလည်းကွင်းဘေးစီမှာရွတ်သွတ်စွာအောင်ပွဲခံခဲ့ပါတယ်။မိုရီနိုကလည်းဒီအကြောင်းကိုတခြားအသင်းတွေကဆက်ပြီးကံပြီးလို့ဂိုးမရရင်ယုံကြည်မှုပျောက်သွားတတ်တယ်။ဒါပေမဲ့ငါတို့ကတော့ကိုလုံနေတဲ့အရာကိုဆက်လုပ်ဖို့ပဲလိုတယ်လို့ပြောခဲ့ပါတယ်။ဒါဟာအာဆင်နယ်အသင်းရဲ့ခေါင်းမာတဲ့စိတ်သက်ဇွဲလုံးလားနဲ့စီလုံးမှုကိုပြသလိုက်တာလို့ကျွန်တော်တို့ပြောလို့ရပါတယ်။အာဆင်နယ်အသင်းဟာဇယားထိတ်ကလက်ရှိချန်ပီယံလီဗာပူးရှုံးနေတာကိုအခွင့်ကောင်းယူနိုင်ခဲ့ပြီးတော့အမှတ်ကွာဟာချက်ကို2မှတ်သာကျန်အောင်လုပ်နိုင်ခဲ့ပါတယ်။အခုပွဲဟာရာသီအစောပိုင်းဖြစ်နေပေမဲ့ချန်ပီယံဆုစိန်ခေါ်သူTitle Challenger အဖြစ်အာဆင်နယ်ရဲ့ဆွမ်းဆောင်ရည်ကိုတိုင်းတာတဲ့အရေးကြီးတဲ့စမ်းသပ်မှုတစ်ခုလို့တော့ဆိုနိုင်ပါတယ်။ဒီလိုမျိုးနောက်ကျမှအနိုင်ကိုသွင်းယူနိုင်စမ်းဟာအသင်းရဲ့အဆင့်ကိုတွန်းမြှင့်ပေးပြီးတော့စိတ်ခံစားမှုကိုပါပြောင်းလဲပေးနိုင်တယ်လို့အာတီတာကိုယ်တိုင်ကလည်းဝန်ခံပြောဆိုခဲ့ပါတယ်။အာဆင်နယ်အသင်းရဲ့ခမ်းနားတဲ့အနိုင်ပွဲကိုကြည့်ရှုပြီးတော့ပြည်သက်တို့ရဲ့အမြင်ကဘယ်လိုရှိနေပါသလဲ။အာဆင်နယ်အသင်းဟာဒီနှစ်ပရီးမီးယားလိဖလားကိုရယူနိုင်မယ်လို့ထင်ပါသလား။ဒီပြအာတီတာရဲ့နီးစနစ်နဲ့ဆက်ပြီးဆွမ်းဆောင်ရေးအပေါ်ပြည်သက်တို့ရဲ့သုံးသက်ချက်ကို comment မှာမျှဝေပေးကြလို့ရပါတယ်။အခုလိုမျိုးစိတ်ဝင်စားစရာသတင်းတွေကိုအများနဲ့တင်ဆက်ပေးနေမှာဖြစ်လို့ like and subscribe လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့။